မင်္ဂလာပါမေမြန်းပန်းချက်တီးနေရင်ကပတ် online class ကကြိုဆိုပါတယ်နော်အခုပန်းချက်တီးလုပ်တဲ့အခါမှာပထမဆုံးအခြေခံအကြဆုံးဖြစ်တဲ့ပစင်းကောင်းလုံနည်းလေးကိုအနည်းကတင်ပေးမယ်နော်အဲ့တော့ပစင်းကောင်းလေးလုပ်တဲ့အခါမှာနော်6လက်မရှိရင်တော့မှပဲပစင်းကောင်းတစ်ခုထိုးလို့ရပါတယ်နော်6လက်မှာကျိုးတိုလေးတွေနဲ့ပထမဆုံးကိုကလေ့ကျင့်မယ်နော်အခုဒီမှာသင်တန်းသူတွေအနေနဲ့ကြည့်ရလွယ်ကူစေဖို့အတွက်မြတ်ကအယောင်ဆက်ကျိုးလေးတုံးထားပေးတယ်နော်ပထမဆုံး6လက်မှာကျိုးတိုလေးတစ်ချောင်းကိုယူမယ်နော်ယူပြီးတဲ့အခါမှာမြတ်တို့ကျိုးလေးကိုအလဲကောင်ကနေခောက်လိုက်မယ်နော်ဒီမှာတော့ရောင်ဆက်ကျိုးဖြစ်တဲ့အတွက်နည်းနည်းရှည်ပါတယ်သင်တန်းသူတွေအနေနဲ့6လက်မှာကျိုးကိုပဲယူပါကျိုးတစ်ချောင်းကိုယူတယ်ပြီးတဲ့အခါမှာကျိုးကိုအလဲကောင်ကနေခောက်လိုက်တယ်နော်ခောက်ပြီးတဲ့အခါမှာမြတ်တို့လက်ညှိုးလေးကိုဒီလိုလေးသွားလုပ်လိုက်မယ်နော်အဲ့လိုလုပ်လိုက်တဲ့အခါမှာအယောင်ရပြောမယ်ဆိုလို့ရှိရင်လက်ညှိုးနဲ့လက်ခလေကြားမှာဒီပန်းရောင်ရှိတယ်နော်လက်ညှိုးနဲ့လက်မနဲ့ကြားမှာခရမ်းရောင်ရှိမယ်နော်အဲ့တော့ပထမဆုံးလက်ညှိုးနဲ့လက်ခလေရဲ့ကြားထဲကပန်းရောင်ကျိုးလေးကိုယူမယ်လက်မလေးကိုသွားပြီးတော့ပတ်လိုက်မယ်နော်အဲ့တော့ဒီပုံစံလေးအတိုင်းဖြစ်သွားမယ်ဒီပုံစံလေးအတိုင်းဖြစ်သွားပြီဆိုလို့ရှိရင်လက်မကိုပတ်ထားတဲ့ဒီပန်းရောင်ကျိုးလေးကိုကွင်းလေးအတိုင်းเนาะဒီကွင်းလေးအတိုင်းပဲယူလိုက်မယ်ယူပြီးလို့ရှိရင်ဒီကျိုးလေးပေါ်ကိုဒီတိုင်းလေးသွားတင်လိုက်မယ်เนาะအဲ့တော့ဒီပုံစံလေးဖြစ်သွားပြီเนาะအဲ့တော့ဒီအစုံလေးနေရာကိုခဏထိန်းထားပေးပါအဲ့တော့ဒီပုံစံလေးဖြစ်သွားမယ်เนาะဖြစ်သွားပြီဆိုတဲ့အခါကျတော့ဒီဘာမှမလုပ်ရသေးတဲ့ကျိုးเนาะဒီဘာမှမလုပ်ရသေးတဲ့ကျိုးဒီခရမ်းရောင်ကျိုးလက်ညှိုးနဲ့လက်မနဲ့ဂျားတဲ့ကကျိုးเนาะဒီခရမ်းရောင်ကျိုးအဲ့ခရမ်းရောင်ကျိုးလေးကိုယူမယ်ဒီပန်းရောင်ကျိုးလေးရဲ့အောက်ဘက်ကနေသွားမယ်เนาะအောက်ဘက်ကနေသွားပြီးတော့သူ့ရဲ့ကျိုးလေးပဲเนาะဒီမှာသူ့ရဲ့ကျိုးเนาะသူ့ကျိုးခွင်းလေးဒီနားမှာဆိုခွင်းလေးဖြစ်နေပြီအဲ့ဒီခွင်းလေးတွေကိုသွားပြီးတော့ထည့်လိုက်မယ်เนาะထည့်လိုက်ပြီးတဲ့အခါမှာကျိုးလေးကိုဆွဲလိုက်မယ်เนาะဆွဲလိုက်တဲ့အခါမှာမြတ်တို့ကျိုးလေးကဒီပုံစံလေးဖြစ်သွားပြီเนาะဒီပုံစံလေးဖြစ်သွားတဲ့အခါမှာဒီဘက်ကเนาะဒီချမ်းနေဒီအကိုလုံးပစင်ကောင်ရဲ့အထုံးသီးလေးနေရာမှာဖြစ်ပြီးတော့ဒီအလဲကောင်တက်တဲ့အပေါက်ကလေးเนาะအခုဒီဟာလေးဒီပစင်ကောင်ရဲ့အလဲပေါက်ဖြစ်ပါမယ်เนาะဒါလေးကပစင်ကောင်ရဲ့ခြေထောက်နှချောင်းဆင်းမဲ့အလဲပေါက်လေးဖြစ်ပါရဲ့เนาะဟုတ်ပြီအဲ့ပြီးတဲ့အခါမှာဒီလိုပုံစံလေးရသွားပြီဆိုတဲ့အခါကျရင်မြတ်တို့ပစင်းကောင်းရဲ့အလဲကောင်မှတ်မယ်နော်အလဲကောင်မှတ်ဖို့အတွက်လက်လေးကိုဒီလိုလေးလှန်လိုက်ပါလိုလေးလှန်ပြီးတော့ဒီပေါ်မှာရှိတဲ့ကျိုးလေးကိုပင်ရလေးထိုးလိုက်ပါပင်ရကလေးတစ်ချောင်းနဲ့ထိန်းလိုက်မယ်နော်ဘာဖြစ်လို့ဒီလိုထိန်းလိုက်ရလဲဆိုလို့ရှိရင်ကျိုးဆွဲတာအရန်များသွားလို့ရှိရင်ပစင်းကောင်းရဲ့အလဲပျောက်သွားတတ်လို့ပါဒါဒီပစင်းကောင်းရဲ့အလဲဖြစ်ပါတယ်အဲ့တော့ဒီလိုလေးမှတ်ပြီးသားပြီဆိုလို့ရှိရင်လက်ညှိုးလေးကိုဖြုတ်လိုက်လို့ရပါပြီအဲ့တော့ဒီပုံစံလေးအတိုင်းကြံခဲ့မယ်နော်ဒီပုံစံလေးအတိုင်းကြံခဲ့ပြီဆိုလို့ရှိရင်မြတ်တို့ကျိုးထဲတော့မယ်နော်ကျိုးထဲတဲ့နေရာမှာဒီမှာဒီပန်းရောင်ကျိုးရှိတယ်ဒီမှာခရမ်းရောင်ကျိုးရှိတယ်ခုနကတော့ပြောထားတယ်မြတ်ဒီမှာပြောထားတယ်အလဲကောင်ပေါက်နော်ဒီအလဲကောင်ပေါက်အဲ့ဒီအလဲကောင်ပေါက်ထဲကိုဒီပန်းရောင်ကျိုးလေးကိုလည်းဒီအလဲကောင်ပေါက်ကလေးတွေကိုထည့်မယ်အဲ့လိုထည့်တဲ့နေရာမှာဒီမှတ်ထားတဲ့ကျိုးအပေါ်ကနေကြော်ပြီးတော့မထည့်ဘူးနော်လုံးဝအကျော်မထည့်ဘူးမှတ်ထားတဲ့ကျိုးလေးရဲ့ဘေးကနေပြီးတော့ပဲထည့်မယ်သူ့ဘက်နဲ့သူပဲထည့်မယ်နော်ဒီပန်းရောင်လေးပဲအချမ်းအောင်လဲကျိုးလေးကိုအလဲကျိုးကိုမကြော်ဘူးသူ့ချမ်းအောင်ထည့်လိုက်တယ်ဒီဘက်ခရမ်းရောင်ကျိုးကိုလည်းဒီတိုင်းပဲမှတ်ထားတဲ့ဒီကျိုးကိုမကြော်ဘူးဒီအထက်ထဲလေးကိုအလဲကောင်ပေါက်လေးတွေကိုထည့်လိုက်မယ်သူတို့နှစ်ခုထည့်တဲ့အပေါက်ဒီအတူတူပဲဖြစ်မယ်နော်ဒီမှာဆင်းလာတဲ့အပေါက်ဒီအတူတူပဲဖြစ်တယ်နော်အဲ့တော့ပြီးတဲ့အခါမှာဒီအတိုင်းလေးဒီအောက်ကခြေထောက်နှစ်ချောင်းလေးကိုကင်ထားမယ်နော်ဒီလိုလေးကင်ထားမယ်နော်ကင်ထားပြီးလို့ရှိရင်မြတ်တို့ကျိုးဆဆွဲမယ်ပစင်းကောင်းလေးဖြစ်သွားအောင်ကျိုးဆဆွဲမယ်နော်အဲ့တော့ဘယ်ကျိုးတွေကိုဆွဲရမလဲဆိုလို့ရှိရင်မြတ်တို့ကျိုးထဲလိုက်တဲ့ကျိုးဒီအလဲကောင်ဘက်ကိုထဲလိုက်တဲ့ကျိုးနှစ်ချောင်းမြတ်တို့မဆွဲဘူးဒီမှာဆိုရင်နော်ဒီခရမ်းရောင်ကျိုးလေးဒီအောက်ဘက်ကိုဆင်းသွားတဲ့ကျိုးထဲတဲ့ကျိုးအဲ့တော့ဒီကျိုးကိုဆွဲစရာမလိုဘူးနော်ဒီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီပန်းရောင်ကျိုးဒီထဲလိုက်တဲ့ကျိုးနော်ထဲလိုက်တဲ့ကျိုးသူ့ရဲ့ဒီခုံးလေးကိုဆွဲစရာမလိုတဲ့အခါမှာဒီအလဲကောင်မှတ်ထားတဲ့ဘေးမှာကျန်လာသည်ဒီခရမ်းရောင်ကျိုးလေးရဲ့နော်ဒီဘက်ကပန်းရောင်ကျိုးလေးရဲ့ပဲကျန်မယ်နော်အဲ့တော့ပထမဆုံးကိုယ်နဲ့ဆန့်ကျင်ဘက်အရက်မှာရှိတဲ့ကျိုးလေးကိုအရင်ဆွဲမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်ရဲ့မျက်နှာချင်းဆိုင်ဘက်အချမ်းဟိုဘက်အချမ်းကိုဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပန်းရောင်ကျိုးလေးကိုအရင်စဆွဲမယ်နော်။ပန်းရောင်ကျိုးလေးကိုစဆွဲမယ်ဆိုတော့ဒီကျိုးလေးကိုလက်ထဲမှာအောက်ကကျိုးလေးနှစ်ချောင်းလက်ထဲမှာထိန်းထားပါ။ဒီပန်းရောင်ကျိုးလေးကိုဆွဲလိုက်ပြီ။ဆွ
ဆွဲလိုက်တဲ့အခါမှာဆွဲရင်နဲ့ဒီပင်အကလေးရထည့်သွားပြီနော်ပင်အကလေးထည့်သွားပြီဆိုလို့ရှိရင်မြတ်တို့ကျိုးဆွဲတာလေးကိုရပ်လိုက်မယ်ဆက်မဆွဲတော့ဘူးနော်ပင်အထည့်သွားတဲ့အထိဆွဲမယ်ဆက်မဆွဲတော့အဲ့တော့ဒီမှာပန်းရောင်ကျိုးလေးကျိုးစာလေးထွက်လာပြီဒီကျိုးရဲ့အသွားအလာလေးကိုကြည့်မယ်နော်ဒီကျိုးရဲ့အသွားအလာဒီကနေဗီဒီယိုလာတဲ့ဒီအောက်ကိုရောက်လာပြီနော်အဲ့တော့အဲ့ဒီဟာလေးကိုဆွဲမယ်နော်အဲ့တော့ဒီဘက်ကိုထွက်တာဒီပုံစံလေးဖြစ်သွားပြီဖြစ်သွားတဲ့အခါမှာပန်းရောင်ကျိုးလေးရဲ့အသွားလာဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီကနေဒီကိုသွားတယ်ဒီအောက်ကနေပြီးတော့ဒီအပေါ်ကိုပြန်ရောက်လာပြီနော်အဲ့ဒီအပေါ်ကိုဆွဲလိုက်မယ်နော်အဲ့လိုဆွဲလိုက်တဲ့အခါမှာပြီးရင်နောက်ဆုံးဒီအောက်ကလေးကိုဆွဲချလို့ရတဲ့ကျိုးနော်ဒီအောက်ကိုဆွဲချလို့ရတဲ့ကျိုးဖြစ်သွားလိမ့်မယ်ဒါဆိုလို့ရှိရင်အဲ့ဒီပန်းရောင်လေးကိုခဏထားမယ်ဆက်မဆွဲသေးဘူးဒီအောက်ကြီးကိုသွားဆွဲမချသေးပါဘူးဘာလို့လဲဆိုတော့ကျိုးကိုကွာတာကြစ်တာညှိအောင်မှမလို့မြတ်တို့ကဆက်မဆွဲသေးဘူးเนาะအဲ့တော့ဒီပုံစံလေးအတိုင်းဖြစ်သွားပြီเนาะပြီးရင်အဲ့ဒါလေးရက်ထားပြီးတော့နောက်ထပ်တစ်ဖက်ကနေဆွဲမယ်เนาะနောက်ထပ်တစ်ဖက်ကနေဆွဲတော့ဒီမှာဒီကျိုးလေးเนาะဒီခင်းရောင်ကျိုးဒီခင်းရောင်ကျိုးလေးကိုဆွဲတဲ့အခါမှာဒီမှာပင်အခလေးဒီဘက်မှာလည်းထည့်သွားပြီเนาะဒီဘက်မှာလည်းပင်အခလေးထည့်သွားပြီထည့်သွားပြီဆိုတဲ့အခါကျတော့ဆက်ပြီးတော့မဆွဲတော့ဒါလေးရက်ထားမယ်ရက်ထားပြီးတော့ဒီခင်းရောင်ကျိုးလေးရဲ့အသွားလာကိုကြည့်မယ်ခင်းရောင်ကျိုးလေးဒီကနေဒီကိုလာတယ်ဘယ်ကိုရောက်လာလဲဆိုရင်ဒီမှာဒီကိုရောက်လာတယ်เนาะသူကျိုးရဲ့အသွားလာလေးတွေအတိုင်းကြည့်မယ်ဒီကိုရောက်လာတယ်ရောက်လာပြီးတော့သူ့ရဲ့ကျိုးဒီကနေဒီကိုသွားတယ်ဒီကိုလာတယ်ပြီးရင်ဒီအပေါ်เนาะဒီနေရာလေးကိုပြန်ရောက်လာပြီရောက်လာပြီဆိုတဲ့အခါကျတော့မြဲတို့အကျိုးလေးကိုဆွဲလိုက်မယ်เนาะဆွဲတဲ့အခါမှာပြီးရင်သူဒီအောက်ကိုဆွဲချလို့ရတဲ့ကျိုးဖြစ်သွားပြီနော်အဲ့လိုဖြစ်သွားပြီဆိုတဲ့အခါကျလို့ရှိရင်မြတ်တို့ကဒီတိုင်းဒါကြီးကိုအောက်ကိုဆွဲချလိုက်ပြီဆိုပစင်းကောင်းဖြစ်သွားပြီဒါပေမဲ့ကိုယ့်ရဲ့ပစင်းကောင်းရဲ့အပွားတာကြစ်တာကိုကြည့်အောင်မယ်အခုဒီမှာဒီဆိုရင်မြတ်ကဒီခင်းရောင်ကျိုးလေးကိုဆွဲလိုက်တော့ပန်းရောင်ကျိုးလေးဒီပွားပြီးကြံခဲ့တယ်နော်ဒီမှာပန်းရောင်ကျိုးလေးဒီပွားပြီးကြံခဲ့အဲ့တော့ပန်းရောင်ကျိုးလေးကိုစပြီးတော့ဆွဲတဲ့နေရာကနေပဲအဲ့လိုမျိုးလေးရှောက်ပြီးတော့ဆွဲပေးရမယ်နော်ပထမဆုံးဆွဲတဲ့နေရာကနေဆွဲတယ်ပြီးလို့ရှိရင်ကျိုးရဲ့အသွားလာလေးတွေအတိုင်းကြည့်တယ်ဒီကိုလာတယ်ပြီးရင်ဒီမှာနော်ကိုယ့်ရဲ့ပစင်းကောင်းလေးကျစ်ဖို့အတွက်အဲ့တော့ဒီပုံစံလေးတစ်ခါဖြစ်တော့ဒီပန်းရောင်ကျိုးလေးကိုဆွဲလိုက်တဲ့ခါမှာခရမ်းရောင်ကျိုးလေးကနည်းနည်းပွားသွားတယ်ဒါဆိုရင်ခရမ်းရောင်ကျိုးလေးကိုနည်းနည်းပြန်ဆွဲမယ်နော်အဲ့လိုဆွဲတယ်ဆွဲလိုက်တဲ့ခါမှာနောက်ဆုံးကိုယ့်ရဲ့ပစင်းကောင်းလေးကိုကြည့်လိုက်ကိုယ့်ရဲ့ပစင်းကောင်းလေးဒီကျိုးလေးတွေပွားနေတဲ့နေရာကြံသေးလားကြည့်လိုက်မယ်နော်နောက်ပွားနေတဲ့နေရာလုံးဝမရှိတော့ဘူးဆိုတော့ကမှဒီအောက်ခြေနှစ်ချောင်းလေးကိုမြတ်တို့ဆွဲချလိုက်မယ်အောက်ကိုနော်ဆွဲချလိုက်မယ်ဒါဆိုရင်ပစင်းကောင်းလေးဖြစ်သွားပြီနော်အဲ့ဒီမှာကိုကပစင်းကောင်းလေးလုံးလုံးလေးဖြစ်နေဖို့အတွက်ကိုရဲ့လက်ကလေးနဲ့လိုက်ပြီးတော့ပြင်ပေးရမယ်ဒီမှာပစင်းကောင်းလေးရသွားပြီနော်ပစင်းကောင်းလေးရသွားပြီဆိုတဲ့အခါကျလို့ရှိရင်ဒီမှာပန်းနေခောက်တဲ့အခါကျလို့ရှိရင်တိလာရလိမ့်မယ်ကျိုးဒီအောက်ကိုဆင်းလာတဲ့ကျိုးဒီအလှဘက်မလှဘက်ဖြစ်နေတာဒီမှာဆိုရင်ဒါဒီအခုဒါအလှဘက်ဒီမှာဆိုရင်ချိုးချောင်းပေါ်နေတယ်မလှဘက်အဲ့လိုမျိုးလေးတွေဖြစ်လာပြီဆိုလို့ရှိရင်ပစင်းကောင်းလေးကိုကင်ပြီးတော့ကျိုးလေးကိုလှည့်ပလိုက်လို့ရပါတယ်ဒီလိုလေးလှည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအလှဘက်လေးတွေပဲပေါ်သွားမယ်နော်ခါတလေမှာပန်းလေးတွေခါရနဲ့ကိုလိုချင်တဲ့ဘက်ဥမာအခွေတဲ့ဘက်မှာကျိုးကမလှဘက်ဖြစ်နေတာမျိုးနော်အဲ့လိုမျိုးဆိုလို့ရှိရင်ပစင်းကောင်းလေးကိုကင်ပြီးတော့ကျိုးလေးကိုလှည့်လိုက်လို့ရပါတယ်ဘာမှပုံပြတ်မသွားပါဘူးပုံမှန်အတိုင်းလေးပါပဲကျိုးလှည့်လို့ရတယ်ဆိုတာလေးပြပေးတာပါပစင်းကောင်းလှလှလေးရသွားပြီနော်အားလုံးပဲအဆင်ပြေကြပါစေ